မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူအသေးစိတ်လေ့လာကြည့်ကြမယ့်အကြောင်းအရာကတော့မီဒီယာတွေမှာစီးရဲမွဲတေမှုကိုဘယ်လိုပုံဖော်နေကြသလဲဆိုတာပါပဲ ဟုတ်ကဲ့ခင်ဗျာ တခါတလေကြည့်ရတာစိတ်မကောင်းဖြစ်စေရုံတွေမဟုတ်ဘဲနဲ့လေအဲ့ဒီပုံဖော်မှုတွေရဲ့နောက်ွယ်မှာမြေဟုံးထုတ်စရာလေးတွေရှိနေတတ်ပါတယ် ဟုတ်ပါတယ်အထူးသဖြင့်အခုနောက်ပိုင်း social media တွေပိုသုံးလာကြတော့ပိုပြီးတွေ့လာရတယ်ဗျ poverty porn ဆိုတာစကားလုံးတစ်ခုတောင်တီးတန့်ရှိလာတာပေါ့ ။အော် poverty porn ဟုတ်ကဲ့မြန်မာနိုင်ငံမှာဆိုရင်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေမှာလူမှုကွန်ရက်တွေမှာပိုပြီးတော့တွေ့လာရတယ်လို့ပြောကြတဲ့အရင်အမြစ်တွေရှိပါတယ်ဒါကတရားဝင်ညဉ့်ညမ်းယုတ်တန်လိုမျိုးတော့မဟုတ်ပင်မဲ့ပေါ့လေလူတွေရဲ့ဒုက္ခဆင်းရဲကိုအသုံးပြုပြီးတော့အကျိုးအမြတ်တစ်ခုခုရယူလျက်ပုံစံမျိုးလို့အတိတ်ပဲဖွင့်လို့ရမယ်ထင်တယ် စိတ်ဝင်စားစရာပဲနော်အဲ့ဒီ poverty porn ဆိုတာကိုနည်းနည်းလေးပိုပြီးရှင်းပြပေးလို့ရမလားရှင်ဘယ်လိုမျိုးကိုဆိုလိုတာပါလဲ အဓိကကတော့ဗျာလူတွေရဲ့ဆင်းရဲဒုက္ခတွေကြေကွဲစရာအဖြစ်ပြက်တွေကိုအသားပေးပြီးတော့တခါတလေကျရင်အတိုင်းထက်အလွန်ချက်ကဖော်ပြတာမျိုးပေါ့ ဟုတ်ကဲ့ ကြည့်တဲ့သူရဲ့တနာကျင်လာစိတ်ကိုဆွဲဆောင်နိုးဆိုပြီးတော့အလူငွေလိုမျိုးအကူအညီရအောင်လုပ်တာဒါမှမဟုတ်တခြားအကျိုးအမြတ်တွေဥပမာ social media မှာဆိုလူကြီးများတာတော့ like များများရတာတော့အဲ့လိုမျိုးတွေရအောင်လုပ်တဲ့ media အကြောင်းအရာတွေကိုရည်ညွှန်းတာပါပဲရုပ်ပုံတွေဗီဒီယိုတွေအဖြစ်ပြတာပေါ့ ဆိုတော့အဓိကပေါ်ပြတဲ့ရည်ရွယ်ချက်နဲ့အဲ့ဒီအပေါ်မှာအသုံးချမှုပါလာတယ်ဆိုတော့သဘောမျိုးလား တိတိကျကျပြောရင်ဟုတ်ပါတယ်ခင်ဗျာဒီစကလုံးက1980လောက်က Jorgen Listener ဆိုတဲ့တကြွလှူရှားသူတယောက်ကစပြီးသုံးမဲ့တာပါ ။အော် အာဖရိကအငတ်ပေးတော့ကလေးငယ်လေးတွေရဲ့ပုံတွေပေါ့အာဟာရချိုးရနေတဲ့ပုံတွေကိုသုံးပြီးရမုံငွေရှာတာကိုသူကဝေဖန်ရနေစတာ ဟုတ်ကဲ့ သူပြောတာကလူတယောက်ရဲ့ဒုက္ခဝေဒနာဆိုတာလိန်ကိစ္စလို့ပဲအရင်သိမ့်မွေးတယ်ကိုရေးကိုတာကိစ္စဖြစ်တယ်ပေါ့ဒီလိုလူသိရှင်ကြားချပြတာဟာလူကျင့်ဝတ်နဲ့မညီဘူးလို့သူကအဲ့ဒီအချိန်ကတည်းကခေါ်ပြခဲ့တာပါ ဒါကတော့တော်တော်လေးစဉ်းစားစရာအချက်ပဲနော်ဒီလိုမျိုးပုံဖော်မှုတွေကိုဘလို့နေရာတွေမှာအများဆုံးတွေ့နိုင်လဲရှင်ဥပမာလေးတွေရောရှိမလား ဟိုးရင်ကဆိုရင်တော့အကူအညီပေးရေးအဖွဲ့အစည်းတချို့ကပေါ့လေအာဖရိကလိုနိုင်ငံတွေကကလေးငယ်လေးတွေအပုံတွေသုံးတာမျိုးပေါ့အများဆုံးတွေ့ဟူကြမှာပါ ဟုတ်မှတ်မိပါရဲ့ အခုခေတ်မှာပို့ပြီးတော့များလာတာက online မှာအကြောင်းအရာတွေဖန်တီးတင်ဆက်သူ content creator တချို့ပေါ့ဗျာ ဟုတ်ကဲ့ အင်ချေရမဲ့တွေဒုက္ခရောက်နေသူတွေကိုပိတ်ဆန်နေပါပေးကမ်းတာကိုဗီဒီယိုရိုက်ပြီးတင်ကြတာမျိုးလေ တွေ့ဖို့ပါတယ် ဟုတ်ကြည့်တဲ့သူတွေကတော့စိတ်မကောင်းဖြစ်ကြတာပေါ့တနာစိတ်ဝင်ကြတာပေါ့ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီဗီဒီယိုကနေသူတို့ပြန်ရတဲ့အကျိုးအမြတ်ဥပမာကြည့်ရှုနှုန်းတွေကြော်ညာဝင်းခွေတွေကသူတို့ပေးလိုက်တဲ့အကူအညီပမာဏထက်အများကြီးပိုများနေတတ်တယ်လို့တုံ့တက်ချက်တွေကဆိုပါတယ် ဟုတ်ကဲ့မြန်မာနိုင်ငံမှာတော့ဘလို့ဖြစ်နေမျိုးတွေရှိလဲရှင်ဒီအကြောင်းတွေပတ်သက်ပြီးရထားတဲ့အချက်လက်ဒီထက်မှာဘာတွေများတွေ့ရပါသလဲ မြန်မာနိုင်ငံမှာဆိုရင်တော့ဗျာ2015နောက်ပိုင်းမီဒီယာတွေပိုပြီးပွင့်လင်းလာတဲ့အချိန်ကစပြီးတော့အခုနောက်ပိုင်းမှာပိုပြီးတိတိတသားမြင်လာရတယ်လို့ရင်းမြစ်တွေကဆိုပါတယ်ခင်ဗျာ ဟုတ်ကဲ့ တချို့မီဒီယာတွေပြီးတော့လူမှုကွန်ရက်မှာလူသိများသူတွေပေါ့ social influencer လို့ခေါ်ကြတဲ့သူတွေကကလင်းငယ်လေးတွေငိုနေတဲ့ပုံစံမျိုးတွေဒါမှမဟုတ်အကူအညီနည်းနည်းပါးပါးပေးလိုက်လို့စိတ်ခံစားမှုအမျိုးမျိုးပြနေတဲ့ CN1 ဘော့ဆိုရဲ့ပုံရိပ်တွေကိုသုံးပြီးတော့ကိုယ့်ရဲ့ number ဒါမှမဟုတ်ကိုယ့်ရဲ့ပုံရိပ် personal brand ပေါ့အဲ့ဒါကိုတိစောက်တာမျိုး လူစိတ်ဝင်စားမှုရအောင်လုပ်တာမျိုး ဟုတ်အဲ့လိုမျိုးတွေရှိလာတယ်လို့ဆိုတယ်နောက်ပြီးစိတ်မကောင်းရဲ့ဥမာတစ်ခုကလည်းစွန်ပြေခံကလေးနဲ့တယောက်ကိုမွေးစားမယ်ဆိုရင်တောင်မီဒီယာနဲ့ခေါ်ပြီးတော့လူများရှေ့မှာအတိပေးတီးမှမွေးစားပြတာမျိုး ပြီးတော့ကလေးရဲ့မူလမိဘတွေကိုအပြစ်တင်တဲ့ပုံစံမျိုးတွေနဲ့ရိုက်ကူးပြတာမျိုးတွေကကလေးရဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေနိုင်တာကိုထဲ့မတွက်မိလို့ထင်နေတာမျိုးတွေရှိတယ်လို့ဖတ်ရပါတယ်ခင်ဗျာ အရန်စိတ်မကောင်းစရာပဲနော် American မှာလည်းအဲ့လိုအစည်းအဝေးတစ်ခုရှိခဲ့ဘူးတယ်နော် The Briefcase ဆိုတာ ဟုတ် The Briefcase reality TV show ပေါ့ ဟုတ်ကဲ့ငွေရီးကြီးခက်ခဲနေတဲ့မိသားစုတွေကိုပိတ်ဆန်အိတ်လိုက်ကြီးပေးပြီးတော့အဲ့ဒီပိတ်ဆန်ကုန်ယူမလားဒါမှမဟုတ်သူတို့လိုပဲဒုက္ခရောက်နေတဲ့နောက်မိသားစုကိုခွဲပေးမလားဆိုတာလူတွေအများကြီးရှေ့မှာဆုံးဖြတ်ခိုင်းတာမျိုးလေ ဟုတ်ပါတယ်အဲ့ဒါကိုလည်းဝေဖန်လူတွေက poverty porn ပဲလူကိုအရှက်ရစေတဲ့အစီအစဉ် humiliation TV ပဲဆိုပြီးပြောခဲ့ကြတာပေါ့ ဆိုတော့ဒီ poverty porn ကဘာလို့ဒီလောက်ပြဿနာဖြစ်နေရလဲရှင်သူ့ရဲ့အဓိကပြဿနာတွေကဘာတွေထင်မလဲ ဟုတ်ကဲ့အဓိကပြဿနာကဘာလဲဆိုတော့ဗျပထမအချက်အနေနဲ့ဒါဟာစင်းရဲမွဲတင်မှုရဲ့အပေါ်ယံပြဿနာကိုပဲပြတယ်။ဘာကြောင့်စင်းရဲရတာလဲဆိုတဲ့အရင်ခန့်အကြောင်းတရားတွေစင်းရဲအားနည်းချက်တွေဒါတွေကိုမိမောင်းထုံးမပြဘူး။တခါတလေကျရင်ဆေးရတာကိုအမှုပညာဆန်ဆန်လုပ်ပြတာမျိုးဒါမှမဟုတ်ခန္ဓာရဲ့ရှိခြင်းရဲ့ပြရုပ်လိုမျိုးခြေကားပြီးပုံဖော်တတ်ကြတယ်။ romanticize လုပ်တယ်ပေါ့ဗျာ ဟုတ်ဆိုတော့ခဏတာတနာစိတ်ဝင်အောင်လုပ်နိုင်ပေမဲ့တကယ်ပြဿနာရဲ့အရေးမြစ်ကိုဖြေရှင်းဖို့ကြတော့
လက်မညှို့နိုင်ဘူးအဲ့လိုသဘောပေါ့နော် အဲ့ဒါဒုတိယအချက်ပဲရေရှည်တီးတန်းနဲ့စနစ်ကြတဲ့ပြောင်းလဲမှုတစ်ခုခုကိုမဖြစ်စေဘူးခဏလာအကူအညီလေးတွေရဖို့တော့ပဲအာယုံစိုက်တယ်အရေးကြီးတာကအဲ့ဒီပုံဖော်ခံရတဲ့တူရဲ့ဂုံတိတ်ခါကိုအားကိုနိုင်စွမ်းဒါတွေကိုထဲ့မစင်စားတာပဲ ဟုတ်ကဲ့ ယောဂလက္ခဏာတွေကိုပဲကုနေတယ်လို့ချက်ပြီးတော့အရင်ခံယောဂကိုပြောင်းအောင်မကုသနိုင်တယ်လို့ဖြစ်နေတာပေါ့ လူတွေရဲ့ဂုံတိတ်ခါကိုနင်းချပြီးတော့မှရလာတဲ့စာနာမှုမျိုးဖြစ်နေတတ်တယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးသုံးသက်ချက်တစ်ခုမှာတော့ဗျာဒီလိုပရိဒလူဒန်းနေပေါ်မှာမိခုံမှုများလာတာဟာသက်ဆိုင်ရာအစိုးရဌာနဖြစ်တဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလူကယ်ပြန်ရဲ့တာဝန်ယူမှုတာဝန်ခံမှုအားနည်းတာနဲ့လည်းဆက်ဆက်နေတဲ့လူထောက်ပြထားတာမျိုးလေးရှိပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါတွေကိုခြုံငုံပြီးပြန်ကြည့်လိုက်မယ်ဆိုရင်တော့ poverty porn ဆိုတာကဆင်းရဲဒုက္ခကိုပုံဖော်တဲ့နေရာမှာကျင့်ဝတ်ပိုင်းဆိုင်ရာအရာစဉ်းစားစရာတွေမေးခွန်းထုတ်စရာတွေအများကြီးရှိနေတဲ့ကိစ္စတစ်ခုလို့ပြောမှာပေါ့နော် ဟုတ်ပါတယ် တနာကျင်နာစိတ်ကိုနိုးစော်နိုင်တယ်ဆိုပေမဲ့လည်းလူကွန်တက်ခါကိုထိဖားနိုင်တယ်လို့အရင်ကပြဿနာတွေကိုမျက်ကွယ်ဖြူမိစေပြီးတော့အမျက်ထုမှုဆန်တဲ့အခြေအနေတွေထိဖြစ်သွားနိုင်တယ်ပေါ့ ဟုတ်ပါတယ်ခင်ဗျဒီဆွေးနွေးမှုလေးရဲ့အဆုံးမှာစဉ်းစားစရာလေးတစ်ခုထားခဲ့ချင်တာကတော့လေကျွန်တော်တို့မီဒီယာတွေအထူးသဖြင့်အခုခေတ်မှာ social media ပေါ်ကအကြောင်းအရာတွေကိုကြည့်တဲ့အခါမှာပေါ့ဒီလိုပုံဖော်မှုတွေရဲ့နောက်ွယ်ကရည်ရွယ်ချက်နဲ့ဖြစ်လာနိုင်တဲ့တရားမှုတွေကိုဘလို့တတိထားပြီးတော့ဝေဖန်ပိုင်းခြားကြည့်ရှုနိုင်မလဲ ဟုတ်ကဲ့ဒါကအရေးကြီးတဲ့အချက်ပါပဲ ပြီးတော့တကယ်အကူအညီလွှားနေတဲ့သူတွေကိုသူတို့ရဲ့ဂုဏ်သိက္ခာကိုမထိခိုက်စေဘဲနဲ့ရေရှည်အကျိုးရှိစေမယ့်ပုံစံမျိုးနဲ့ဘလို့ကူညီနိုင်မလဲဆိုတာပေါ့တချို့အရင်မြတ်တွေမှာအကြံပြုထားသလိုမျိုးကူညီတဲ့အခါကင်မရာတွေလူသိစေခြင်းတဲ့စိတ်တွေကိုခဏလောက်အိမ်မှာထားခဲ့ခြင်းအပြင်ဒီ poverty